ရှေးအခါတုန်းကတောရွာလေးတစ်ရွာမှာနွားကျောင်းသားလေးတစ်ယောက်တစ်နေ့နေပူလွန်းနဲ့မွန်းတဲ့ချိန်မှာသူဟာနွားတွေကိုလွှတ်ကြောင်းရင်တစ်ပင်အိုကြီးတစ်ပင်ရဲ့အရိပ်အောက်မှာခဏနားနေခဲ့ပါတယ်လေပြင်းအေးအေးတိုက်ခတ်နေတဲ့အချိန်ပြင်းလာတဲ့နွားကျောင်းသားလေးဟာမြေပြင်ပေါ်ကိုတုတ်တစ်ချောင်းနဲ့အကွက်တွေဆွဲကာခါဂဆိုတဲ့မြန်မာပြည်33လုံးကိုအစင်လိုက်ရေးသွင်းနေမိပါတယ်။ဒါပေမဲ့သူရေးနေတာကရိုးရိုးရေးနေတာမဟုတ်ပါဘူး။မြင်းသွားလို့ခေါ်တဲ့ထူးဆန်းတဲ့အင်းအသွားပုံစံနဲ့တကွက်ကျော်တကွက်တက်လျှို့ဝှက်သဘောဆန်ဆန်အင်းကွက်တစ်ခုကိုအင်းချနေတာဖြစ်ပါတယ်။ဒီလိုနဲ့ဖြီးတွေကိုတစ်လုံးပြီးတစ်လုံးစက်တိုက်ရေးသွားလာရင်နောက်ဆုံးအင်းကွက်ရဲ့အလဲပဟူတဲ့မှာအခရာကိုရေးလိုက်တဲ့အချိန်မှာပဲအံ့ဩစရာတစ်ခုဖြစ်ပေါ်လာပါတယ်လေတွေရုတ်တရက်ငြိမ်သက်သွားတယ်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ပြီးတော့ဇော်ကြီးပုဂ္ဂိုလ်တစ်ယောက်ရုတ်တရက်ပေါ်လာခဲ့ပါတယ်သူ့မျက်နှာကပြုံးနေတယ်အဝတ်စားတွေကရှီးဟောင်းပညာရှင်တစ်ယောက်လိုထူးဆန်းနေတယ်ဇော်ကြီးကနွားကျောင်းသားလေးကိုကြည့်ပြီးမေးပါလာတယ်အတင်းဘာလူချင်းတလဲနွားကျောင်းသားလေးကကြောက်လန့်နေတယ်လို့အံ့ဩနေတယ်လို့နဲ့သူ့စိတ်ထဲမှာအလိုချင်ဆုံးစုတစ်ခုကိုတောင်းလိုက်ပါတယ်ကျွန်တော်နွားတွေကျွန်တော်စကားနားထောင်တာလူချင်ပါတယ်ဇော်ကြီးပုဂ္ဂိုလ်ကဘာမှမပြောပဲနွားကြောင်တုတ်ကိုယူလိုက်တယ်ပြီးတော့မန်းမှုတ်လိုက်တယ်အဲ့ဒီနောက်တုတ်ကိုပြန်ပေးပြီးဒီတုတ်ကိုဝေးရမ်းလိုက်ုံနဲ့မင်းအလိုရှိရာကိုခိုင်းနိုင်လိမ့်မယ်လို့ပြောခဲ့ပါတယ်ပြီးတာနဲ့မြေပြင်မှာရေးထားတဲ့အင်းကွက်ကိုဖြတ်ခိုင်းပြီးဇော်ကြီးပုဂ္ဂိုလ်လည်းရုတ်ချီပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းနွားကျောင်းသားလေးရဲ့နွားကျောင်းတုတ်အစွမ်းကိုတရွာလုံးသိသွားကြပါတယ်လူတွေကဘလူတွေ့ကြုံခဲ့တာလဲဆိုပြီးဝိုင်းမိကြတော့နွားကျောင်းသားလေးကသူမှတ်မိသလောက်ပြန်ပြောပြခဲ့ပါတယ်သူမှတ်မိတာကကာကြီးကနေစရီးခဲ့တာနောက်ဆုံးမှဆုံးသွားတာပြီးတော့အစကနေအဆုံးကမြင်းသွားပြန်ဖြစ်နေခဲ့တာအရေးကြီးဆုံးကဟာအင်းကွက်ရဲ့အလဲပဟိုးမှာကျသွားခဲ့တာဒါလောက်ပဲသူမှတ်မိတော့တာပါအင်းကွက်ပုံစံကိုမမှတ်မိတော့ဘူးဘလို့အသွားနဲ့ရေးခဲ့တာကိုလည်းမမှတ်မိတော့ပါဘူးအဲ့ဒီအချိန်ကစပြီးရွာသူရွာသားတွေအင်းဝဒနာရှင်တွေပညာရှင်တွေအားလုံးကအလဲသေးဖြစ်အောင်ကြိုးစားလာကြပါတယ်အင်းကွက်တွေဖော်ကြတယ်မြင်းသွားအသွားတွေဆန်းကြတယ်ဖြီး33လုံးကိုအမျိုးမျိုးစီရင်ကြပါတယ်ဒါပေမဲ့ယနေ့အချိန်ထိနွားချောင်းသားလေးတွေ့ခဲ့တဲ့ဇော်ကြီးပုဂ္ဂိုလ်ကိုဘယ်သူမှပြန်မတွေ့နိုင်ကြသေးပါဘူးဒီပုံပြင်ထဲမှာအင်းနဲ့ပတ်သက်သောအဆောင်အရွက်တွေမပါဘူးဂါထာတွေမပါပါဘူးဒါပေမဲ့မြန်မာပြည်အခရာတွေမှာလျှို့ဝှက်တဲ့အစွမ်းတတ္တိတစ်ခုရှိနေတယ်ဆိုတဲ့သတင်းစကားတစ်ခုသဲလွန်စားတစ်ခုတော့ဖော်ပြပါတယ်မင်းတီမင်းကြိုက်အလေတီဒီစကလုံးတွေဟာအင်းလောကထဲမှာယနေ့ထိပဟေလီတစ်ခုလိုကြန့်ရှိနေစေဖြစ်ပါတယ်ပြီးတော့1990ခုနှစ်ဝန်းကျင်ကဝေဒမဂ္ဂဇင်းတွေမှာဒီအကြောင်းပြန့်နှံ့လာတဲ့အချိန်
ဒီအင်းဟာမြင်းသွားတော့မှန်ပါတယ်ဒါပေမဲ့အစအခရာကအာအခရာနဲ့အာအခရာတို့ဟာမြင်းကြိုက်မဟုတ်တော့ကြောင့်အာအလေသည်အင်းစီကန်းနဲ့မငြင်ညွတ်ပါဘူးဒီအင်းဟာမြင်းသွားတော့မှန်ပါတယ်ဒါပေမဲ့အစအခရာကအာအခရာနဲ့အာအခရာတို့ဟာမြင်းကြိုက်မဟုတ်တော့ကြောင့်အာအလေသည်အင်းစီကန်းနဲ့မငြင်ညွတ်ပါဘူးနောက်ဗီဒီယိုမှာအာအလေသည်အင်းထပ်ရှာကြပါစို့အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ